ဒီနေ့တော့အလောင်းမင်းတရားရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်အဆုံးထိနားထောင်ကြရအောင်တခါတော့ကမြန်မာနိုင်ငံအလဲပိုင်းရွာလေးတစ်ရွာမှာအောင်စီရဆိုတဲ့လူငယ်တယောက်နေထိုင်ခဲ့တယ်။သူဟာနောက်တစ်ချိန်မှာအလောင်းမင်းတရားလိုပဲလူသိများလာမဲ့သူပဲဖြစ်တယ်။အောင်စီရဟာအရွယ်ငယ်ငယ်ကလေးကမိမိရွာကိုကာကွယ်လို့စိတ်လူတွေကိုဥဆောင်လို့စိတ်အလွန်ပြင်းထန်သူဖြစ်ခဲ့တယ်။တနေ့မှာရွာကိုချင်းချောက်လာတဲ့အန်ဒီရဲ့တစ်ခုကြုံတွေ့ရတယ်။အခြားဒေသကလာတဲ့စစ်တပ်အင်အားတွေရွာကိုဝင်ရောက်ဖျက်ဆီးဖို့ကြိုးစားနေကြတယ်။ရွာသူရွာသားတွေအားလုံးကြောက်ရွံ့ပြီးဘလို့လောက်ရမလဲမသိကြတော့ဘူး။အဲ့ဒီချိန်မှာအောင်စီရကကျွန်တော်တို့မလွတ်နိုင်ဘူးဆိုရင်တက်ရမယ်။မိမိကိုကာကွယ်ရမယ်လို့ပြောလိုက်တယ်။လူငယ်တယောက်ဖြစ်ပေမဲ့သူ့ရဲ့စကားတွေကအားတက်စရာဖြစ်ပြီးလူတွေကိုစီးလုံးစေခဲ့တယ်။အောင်စီရဟာရွာသားတွေကိုစနစ်တကျစုစည်းပြီးလက်နက်တွေပြင်ဆင်ခိုင်းတယ်။မိမိတို့မှာစစ်အင်အားနေပြီးမဲ့စိတ်သက်အင်အားကြီးမားခဲ့တယ်။တိုက်ပွဲနေ့မှာအောင်စီရဟာရှီတန်းကနေဦးဆောင်ခဲ့တယ်။သူ့ရဲ့ရဲရင်မှုနဲ့ရန်ရီချောင်းရန်သူတွေကိုအနိုင်ယူနိုင်ခဲ့တယ်။အဲ့ဒီအောင်မြင်မှုကသူ့ကိုရွာသူရွာသားတွေအတွက်မျှော်လင့်ချက်ဖြစ်လာစေခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာအောင်စီရဟာမိမိရွာတင်မကပဲအနီးနားဒေသတွေကိုပါကာကွယ်ဖို့စတင်လှုပ်ဆောင်ခဲ့တယ်။သူဟာလူတွေကိုစီးလုံးညီညွတ်အောင်ဆောင်ရွက်ပြီးစစ်တပ်တစ်ခုကိုတည်ထောင်နိုင်ခဲ့တယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့အင်အားကြီးထွားလာပြီးနိုင်ငံတော်တစ်ခုလုံးကိုပြန်လည်စီးလုံးနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့အောင်စီရဟာအလောင်းမင်းတရားဖြစ်တည်မြောက်ခံခဲ့ရပြီးမြန်မာနိုင်ငံကိုတည်ငြိမ်အောင်စီးလုံးအောင်ဆောင်ရွက်နိုင်ခဲ့တယ်။သူ့ရဲ့အောင်မြင်မှုတွေဟာသူ့ရဲ့ရဲရင့်မှုခံယူချက်နဲ့လူတွေကိုစီးလုံးနိုင်စွမ်းကြောင်းဖြစ်တယ်။ဒီပုံပြင်ကနေသင်ခန်းစာယူရမယ်ဆိုရင်မိတိအခက်ခဲတွေကြုံလာပြီးမိမိကိုယ်ကိုယုံကြည်ပြီးစိတ်သက်ခိုင်းမှရင်အောင်မြင်မှုရနိုင်တယ်ဆိုတာပါပဲ။အလောင်းမင်းတရားလိုပဲစိတ်သက်ကြီးမားပြီးမိမိအိမ်မိမိလူမျိုးမိမိနိုင်ငံအတွက်တာဝန်ယူနိုင်တဲ့သူဖြစ်ဖို့ကြိုးစားသင့်ပါတယ်။